ထိုင်းဖိုက်တာကိုလဲထိုးပြီးတော့နိုင်ယူခဲ့တဲ့ကျွန်တော်တို့မြန်မာဖိုက်တာချမ်းရဲ့ပွဲကိုတူတူပြန်လဲကြည့်ရှုအောင်ပါဒီကွင်းထဲဝင်လာတော့လဲရပြန်နေတော့ဒါကျွန်တော်တို့မြန်မာဖိုက်တာချမ်းကြီးဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့မြန်မာဖိုက်တာပါဒီပွဲတော့စပါပြီမွေထိုင်းပွဲပါ3မိနစ်3ချီပွဲဖြစ်ပါတယ်ဒါတော့ပထမချီပါဒီဘက်ကလဲရနီနဲ့တယောက်ကတော့ဒါအင်ရှင်ထိုင်းဖိုက်တာဖြစ်ပါတယ်look at oh ညာလက်တီထိတယ် body cat jet ကောင်းတယ်အရာမောင်းတော့ဖိုက်တာနှစ်ယောက်လုံးဆိုက်တူခိုက်တူပဲဗျလင်းလုံးနေတဲ့အနေထားမှာတောင်နဲ့ရိုက်ထားတယ် body cat high cat body cat 2ထိုင်းဖိုက်တာပြည့်ပြီးတော့ဝင်ဖြစ်နေဗျ2တောင်โอ้မျက်နှာတွေထိတယ် body cat 2တောင်look at တောင်โอ้တောင်ရိုက်ထားတယ်တောင်ဖိုက်တာနှစ်ယောက်လုံးကတောင်တုံးတယ်ဗျဒီပူးနေနေထားမှာကို့မြန်မာဖိုက်တာလည်းတောင်တုံးနိုင်တယ်ထိုင်းဖိုက်တာလည်းတောင်တုံးတယ်တောင်အိုက်ကက်ဘော်ရီကက်အိုက်ကက်ဟောလွဲပါတယ်โอ้ထိတယ်မျက်နှာညာလက်တီးတွေတော်တော်ထိတယ်ဗျအိုးဘက်ကက်တွေရောဗျကောင်းတယ်ခြေကန်ချက်တွေကမြန်မာဖိုက်တာတက်ခွက်တော်တော်လေးစုံတယ်ပြောရမယ်ရက်ကတော့နည်းနည်းဖိုက်တာနှစ်ယောက်လုံးကြည့်ရတာနည်းနည်းပူကွက်ကွက်တော့ဖြစ်နေရဲ့ဗျကပထမချီတော့ပြီးဆုံးသွားပါပြီဒါတော့ဒုတိယချီဖြစ်ပါတယ် high cat body cat high cat elbow oh လက်တီးကျတွေထိတယ် body cat လက်တီးကျတွေထိုင်းဖိုက်တာမျက်နှာကိုတော်တော်လေးထိရဗျโอ้elbow တောင်းနေတုံးထားရထိုင်းဖိုက်တာလဲhigh cat body shot ထိပြီးကြလာပြီထိုင်းဖိုက်တာမှတ်စင်ရခံနေရတယ် body shot ထုတ်ခံလိုက်ရတာပိုက်ကိုမှတ်စင်ရင်နေပြီပြန်ထိုးမယ် okay ထိုင်းဖိုက်တာဖက်ပဲဖက်ချင်နေဗျသူချင်းနေမဟန်ဘူးပိုက်တွေထိုးကုန်ပြီbody shot high cat body shot ပိုက်မခံနိုင်ဘူးတော့အိုးဒီအခါမျက်နှာထိပြီးကြတာဗျနှစ်ကြိမ်ရှိသွားပြီသုံးကြိမ်ဆိုတော့ဒါတိုင်ပွဲရရှုံးအတိုရှုံးတချီတဲ့ဒါနှစ်ကြိမ်ရှိသွားပြီတစ်ကြိမ်ပဲကြံတော့တယ်အိုးမရတော့ဘူးဒါရဲ့ပွဲရလိုက်ပါပြီကဲ
မြန်မာဖိုင်တာချမ်းကြီးကတော့ဒါဒုတိယချီလဲတို့နဲ့နိုင်ရရှိသွားပါပြီ Was in the second round, and we have the winner by technical knockout. နော့ကောက်ကဲချမ်းအေးပါ